ချိန်ပိုင်းစာသင်ဝိုင်းတစ်ခုမှာဆရာမကကျောင်းသားတွေရဲ့မိဘတွေအလုပ်အကင်အကြောင်းဆွေးနွေးနေပါတယ်။ကျောင်းသားတွေကသူတို့အဖေဟာဆရာဝန်၊ကုန်ကားမောင်းဒရိုင်ဘာစသဖြင့်အသီးသီးဆွေးနွေးကြပေမဲ့ကျောင်းသားတစ်ယောက်ကတော့သူ့အဖေဟာလူလိမ်လို့ထဖြေလိုက်ပါတယ်။ဆရာမလည်းအံ့ဩထိတ်လန့်သွားရင်းကတားကလူလိမ်လို့ပြောချင်တာမဟုတ်ပါဘူးလို့ဆိုကထပ်မေးလိုက်ပါတယ်။သူကဝတ်စုံပြေဝတ်တဲ့တရားရုံးမှာတရားသူကြီးနဲ့စကားပြောတဲ့သူဆိုတော့မှနားလည်သွားကသူကရှေ့နေမလားဆိုပြီးဆရာမလည်းတပြင်းချနိုင်သွားပါတယ်။ဖလက်ချာဟာရှုံပွဲမရှိသေးတဲ့လော့အင်ဂျလီမျိုးကနာမည်ကြီးတရားပြိုင်ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့မှာကွာရှင်းထားတဲ့ဇနီးဟောင်းအော်ဒရီနဲ့အတူသူသိချစ်ပေမဲ့အလုပ်တွေကြောင့်ချိန်မပေးနိုင်လို့အလေးအညာဂရိတွေနဲ့ပဲချစ်သိပ်ပေးထားတဲ့ဖေးချစ်မတ်ဆိုတဲ့သားတစ်ယောက်လည်းရှိပါတယ်။တားဖာနှစ်ယောက်ရဲ့ရှာရှာပါပါတွေ့ရချိန်လေးတွေမှာမက်အလို့ချင်းဆုံးအရာကတော့ဖလက်ချာလုပ်ပြတတ်တဲ့ဘေယာကမှမတားနိုင်တဲ့သူ့ရဲ့လက်သေးရှည်ကြီးတွေပဲဖြစ်ပါတယ်။မိသားစုတွေစုံတွေ့ချိန်တိုင်းအော်ဒရီကိုတိုင်ကပျော်ရွှင်ကြည်နူးမိရပေမဲ့ဂရီတစ်ခုပေးထားတိုင်းအလေးမထားပဲအလုပ်ကိုစားဦးစားပေးတဲ့ဖလက်ချာကိုလည်းစိတ်ပြက်နေပါတယ်။လက်ရှိအချိန်မှာအော်ဒရီကဂျယ်ရီဆိုတဲ့ဆရာဝန်တစ်ယောက်နဲ့တွဲနေကရည်သားတက်တန်9လရှိနေပြီဖြစ်ပြီးဂျယ်ရီကအလုပ်ကိစ္စနဲ့ဘော့စတွန်ကိုအပြီးပြောင်းတော့မှာဖြစ်ပါတယ်။ဒီအကြောင်းကိုအော်ဒရီကိုတိုင်ကဖလက်ချာကိုလွန်ခဲ့တဲ့တစ်ပတ်ကအတိပေးထားပြီးဖြစ်ပေမဲ့အလေးမထားတဲ့ဖလက်ချာကတော့မေ့နေပြန်ပါတယ်။ဖလက်ချာနဲ့မတူတာကဂျယ်ရီဟာမက်စ်တွေအချိန်ပိုပေးထက်ပြီးသူမမိသားစုနဲ့လည်းအဆင်ပြေအောင်စူးစမ်းပြီးနေထိုင်သူလည်းဖြစ်ပါတယ်။သူတို့တွေ့ဆုံကြပြီးတဲ့နောက်ဖလက်ချာကမက်စ်ကိုနဗန်းမွဲလိုက်ပြမယ်ဆိုပြီးခေါ်လာကသူ့ရုံးကိုခဏဝင်ပါတယ်။လူတိုင်းကိုသူတို့အလိုကျစေမဲ့စကားတွေသာပြောတတ်တဲ့ဖလက်ချာကိုရုံးဝန်ထမ်းတွေကအတီးတီးနှုတ်ဆက်ကြပြီးဖလက်ချာကလည်းအလိုက်တတိနဲ့သူတို့စိတ်ချမ်းသာစေမဲ့စကားတွေကြီးပြောပေးရင်းရောက်လာပါတယ်။သူ့အလုပ်လုပ်တဲ့ရုံးရဲ့အကျိုးဆောင်မာရန်ဒါကရှေ့နေတယောက်စီမှာနာမည်ကြီးအမှုတစ်ခုကိုလိုက်ပေးဖို့ကမ်းလှမ်းနေပြီးရှေ့နေကတော့လိန်ညာပြီးလိုက်ပေးစရာမလိုအောင်ကိုဖြစ်မှန်ကရှင်းလင်းနေပြီးသားဖြစ်ကြောင်းပြန်ပြောရင်းညှင်းပယ်လိုက်ပါတယ်။တားဖာနှစ်ယောက်ရုံးခန်းကိုရောက်တော့မက်ဟာသူ့မွေးနေ့ကမနှက်ဖြန်ဖြစ်ကြောင်းဖလက်ချာရဲ့အတွင်းရေးမှူးဖြစ်တဲ့ဂရီတာကိုပြောပြပါတယ်။ဒီတော့မှဖလက်ချာကဂရီတာကိုမက်မွေးနေ့ကိုမိနေတဲ့အကြောင်းဝန်ခံလာရပြီးဂရီတာကလည်းသူမအတင်ဆောင်ထားတဲ့မက်စ်တွဲမွေးနေ့လက်ဆောင်တို့ကိုမက်စကွယ်ယာမှာထုတ်ပေးလိုက်ပါတယ်။ဂရီတာကိုဒီနေ့အတွက်သူ့အလုပ်တွေမင်းရင်ရောက်ရှိလာတဲ့အလုပ်ကိစ္စတွေအပြင်အမိဖြစ်သူကိုပါအလိမ်ညာစင်ကြေတွေနဲ့ညှင်းဆန်မှုပြောပြနေချိန်မာရနာရောက်လာပြီးအခုနကအမှုကိုလာအပ်ပါတယ်။စာရွက်ဖိုင်တွေတပွေးတစ်ပတ်ကြီးနဲ့ဝင်လာတဲ့ဖရက်ချာကိုမြင်တော့မျက်နှာညှို့သွားတဲ့မက်လဲဒီနေ့သူတို့တွေနဗန်းပွဲမသွားနိုင်တော့ဘူးဆိုတာနားလည်လိုက်ပါတယ်။အဲ့ဒီနေ့ညစာစားပွဲမှာဂျယ်ရီကအော်ဒရီကိုလက်ထပ်ခွင့်တောင်းပြီးသူနဲ့အတူဘော့စတွန်ကိုတခါတည်းလိုက်ခဲ့ဖို့ခေါ်ပါတယ်။အော်ဒရီကတော့စိတ်မပြတ်သားသေးပဲဂျယ်ရီအဆိုကိုအံ့ဩသွားဟန်သာပြလိုက်ပါတယ်။တညာလုံးအလုံးလုံးနေတဲ့ဖလက်ချာလည်းမက်စနိုးလာတော့သူကိုယ်တိုင်တောင်မသိသေးတဲ့ဂရီတာပေးထားတဲ့မွေးနေ့လက်ဆောင်ကိုပေးပါတယ်။တားဖာနှစ်ယောက်သားဖွင့်ကြည့်ကြရင်ဖေဘောလက်အိတ်ဖြစ်နေတဲ့အခါမက်စ်ကသူနဲ့အတူဆော်ပေးဖို့ဖလက်ချာကိုခေါ်ပါတယ်။သူ့အလုပ်တွေကြောင့်ဒီညမွေးနေ့ပါတီပြီးမှစောကြမယ်လို့ဖလက်ချာကပြောတဲ့အခါမက်စ်လည်းမျက်နှာလေးညှို့သွားပြီးမွေးနေ့လက်ဆောင်ကိုပိုက်ရင်ပြန်သွားရှာပါတယ်။အဲ့ဒီနေ့မနက်ပိုင်းမှာဖလက်ချာဟာအိမ်ထောင်ရေးဖောက်ပြန်မှုကြောင့်ကွာရှင်းပေးရတော့မဲ့စမန်တာကိုအတွက်ရော်ကြီးတဝက်ရလိုမှုနဲ့တရားရင်ဆိုင်ဖို့တိုင်ပင်ဆွေးနွေးပါတယ်။သူပြင်ဆင်ပေးထားတဲ့အချက်လက်တွေကိုဖတ်ပြီးဆွေးနွေးကြရင်ကသူမဟာကလေးတစ်ယောက်မှတစ်ယောက်ကလက်ရှိအိမ်ထောင်တဲ့ယောက်ျားရဲ့တွေ့တာမှန်းတော့မသိကြဘူးဆိုတာနဲ့ခုနှစ်ကြိမ်တောင်စီးမဆောင်ထိန်ခဲ့ဘူးဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့အလုပ်အတွက်ကြီးပဲအချိန်ပေးတတ်တဲ့အမျိုးသားတွေရဲ့မျိုးသမီးတူကြီးနဲ့ချီကသူမကနင့်နာသူပါဆိုပြီးအပြောကောင်းကောင်းနဲ့မိုဒီတွေပေးလိုက်တော့စမန်တာကိုလည်းအမှုကိုရင်ဆိုင်မှုသူ့ကိုလုံးဝယုံကြည်ပြီးအပ်လိုက်ပါတော့တယ်။မာရန်ဒါကသူမတို့အဖွဲ့သားဘီလီယံချီပြီးရမဲ့ကိုရဲ့အမှုမှာအနိုင်ရသွားခဲ့မယ်ဆိုရင်ငွေတွေကုန်ကားလိုက်ရတော့မှဆိုပြီးသူတို့နှစ်ဦးဟာအောင်ပွဲခံလွန်သွားပါတယ်။ဒီလိုနဲ့အဲ့ဒီညမှာကျင်းပတဲ့မက်ရဲ့မွေးနေ့ပွဲကိုဖလက်ချာဟာအော်ဒရီဖုန်းဆက်ခေါ်နေတဲ့ကြားကပဲမသွားဘဲနေလိုက်ပါတယ်။တစ်ဖက်မှာဂျယ်ရီကလက်မလျှော့သေးပဲအော်ဒရီကိုလိုက်ခဲ့ဖို့ခေါ်နေသေးဖြစ်ပြီးအော်ဒရီကတော့မက်ကိုအကြောင်းပြကဖလက်ချာဘောကိုတန်ရောစင်မပြတ်နိုင်သေးတာကြောင့်ညှင်းပယ်နေပါတယ်။ဖလက်ချာကိုမျှော်နေပြီးရောက်မလာလို့ဝမ်းနေနေတဲ့မက်ဟာအဲ့ဒီနေ့ည8:15မိနစ်မှာပဲအမြဲကတိပြတ်တတ်တဲ့သူ့ရဲ့အဖေကိုတရက်လောက်မလိမ်ညာနိုင်ပါစေနဲ့လို့မွေးနေ့ဆုတောင်းတစ်ခုပြုလုပ်လိုက်ပါတယ်။ထူးဆန်းစွာနဲ့မက်ရဲ့ရင်ထဲကဆန္ဒကတကယ်ပဲပြည့်ဝသွားခဲ့ပြီးတစ်ချိန်တည်းမှာမာနနာနဲ့အတူအိယာနိုးလာတဲ့ဖရက်ချာဟာသူကပိုကောင်းခဲ့တယ်ဆိုတဲ့အဖြစ်ကြောင့်အခန်းပြင်ခံထုတ်ခြင်းကိုခံလိုက်ရပါတယ်။နောက်တနေ့မနက်တရားရုံးကိုသွားတဲ့လမ်းမှာလည်းဓက်လီကားတဲ့အတူစီးတဲ့အမျိုးသမီးကိုသူ့စိတ်ထဲကပေါ်လာတဲ့လေမိုင်းဆိုင်ရာစော်ကားတဲ့စကားတွေပြောမိတာကြောင့်ပါရိုက်ခံရပြီးထွက်လာပါတယ်။လမ်းမှာတောင်းရမ်းနေတဲ့သူကိုပြေဟာပြေချောင်းလိန်ညာမပြောတတ်တော့ပဲသူပြောချင်နေတဲ့စကားအမှန်တွေပဲပြောထွက်ပြီးတရားခွင်ထဲဝင်လာပါတယ်။
ပြိုင်ဘက်ရှိနေဒေနာနဲ့တွေ့တော့သူတို့လိုလားချက်ဖြစ်တဲ့အိမ်တော်ပိုင်ဆိုင်မှုရဲ့90ရာခိုင်နှုန်းကိုရယူပိုင်ဆိုင်ရမှအမှုကိုရုံသိမ်းပေးနိုင်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဆမန်တာကိုရဲ့ဖောက်ပြန်မှုကြောင့်ရယူခံစားခွင့်မရှိစေဘဲကွာရှင်းပေးရမှာဟာရှင်းလင်းနေပြီးသားမို့ဘာမှုနဲ့တရားစွဲမှလဲဆိုတဲ့မိကွန်းကိုသူ့အမှုတွေဘက်ကချွင်းချက်မရှိမှားနေတာမို့မျိုးမျိုးစူးစမ်းပေမဲ့သူ့နှုတ်ကပြောမရဖြစ်နေပါတယ်။တရားသူကြီးရောက်လာတော့သူလက်ရှိဖြစ်ပျက်နေတာတွေဟာပုံမှန်မဟုတ်တာကြောင့်အမှုကိုရွှေ့ဆိုင်းပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့တရားသူကြီးကတော့ဒီအမှုနှောင့်နှေးနေတာဟာအကျဉ်းချင်းရှိနေပြီးမို့ချက်ချင်းပဲပယ်ချလိုက်ပါတယ်။ဒါနဲ့ရစ်ချက်ပေးတဲ့ဒေါ်လာ1.4 မီလီယံကိုယူပြီးကြေးအေးပေးဖို့သူ့ဘက်ကဖြောင်းပြပေးမယ်လေသူပေးခဲ့တဲ့မိုတီတွေကြောင့်စမန်တာကတော့ပိုင်ဆိုင်မှုရဲ့တဝက်တီတီကိုရယူရမှကြေးအေးမယ်ဖြစ်နေပါတယ်။ဒီလိုနဲ့ကြားနာမှုကိုနှိကင်းတနာရီခွဲမှပြန်စားမယ်လို့တရားသူကြီးကဆုံးဖြတ်လိုက်ပါတယ်။ရုံးကိုရောက်ပြန်တော့လေသူပုံမှန်မြောက်ပြင်ပြောဆိုနေကြရုံးဝန်ထမ်းတွေကိုမလိမ်ညာနိုင်မဲ့အမှန်တွေကြီးပြောပြနေမိသလိုမျိုးမျိုးကျင်းစားပေမဲ့တာမန်ဘောပင်အပြာရောင်ကိုတောင်အနီရောင်လို့ပြောလဲမပြနိုင်ချလဲမြည်နိုင်ဖြစ်နေပါတယ်။တစ်ဖက်မှာလည်းအော်ဒရီကဖလက်ချာလာကြိုပေးဖို့ဂရီပေးထားတဲ့မက်ကိုခေါ်ပြီးကြောင်းကိုသွားနေရပါတယ်။ဖလက်ချာနဲ့အခြေတင်ပြောဆိုကြရင်းကမင်းညကမက်ရဲ့မွေးနေ့ပွဲကိုမလာနိုင်တာဟာမာနန္ဒာနဲ့အတူရှိနေလို့ဆိုတာသိသွားပါတယ်။ဒါကြောင့်ပဲစိတ်ပိုင်းဖြတ်နိုင်သွားကဂျယ်ရီနဲ့အတူဘော့စတွန်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုသိလိုက်ရတဲ့ဖလက်ချာလည်းအော်ဒရီကိုတားဆီးဖို့အမြန်ပြေးလိုက်သွားပါတယ်။သူ့ရဲ့အလော်တကြီးမောင်းနေမှုကြောင့်ရောလိန်ညာပြောလို့မရတဲ့သူ့ရဲ့နှုတ်ကြောင့်ပါအရင်ကဖောက်ဖျက်ဖူးခဲ့တဲ့ရင်စည်းကမ်းပြစ်မှုတွေကြောင့်ကားပါသိမ်းခံလိုက်ရပါတယ်။အော်ဒရီခင်ဗျာစောင့်နေရတဲ့အပြင်ဆွဲခံရတဲ့ကားကိုပါလိုက်ရွေးပေးရင်းကဖလက်ချာအမှန်တကယ်လိန်ညာမပြောနိုင်မှုဆိုတာသိရှိသွားပါတယ်။ဒါကြောင့်သူတို့မိသားစုအတွက်အချိန်ပေးတာမဟုတ်တဲ့ဖလက်ချာကိုဆွလွန်လိုက်တော့ဖို့ဆုံးဖြတ်ချက်ဟာလည်းပိုပြတ်သားခိုင်မာသွားရပါတယ်။ဖလက်ချာကိုယ်တိုင်ကလည်းသူကိုယ်တိုင်ကမကောင်းတဲ့အဖေတယောက်ဖြစ်နေပြီဆိုတာနားလည်မိပြီးမက်ရဲ့မွေးနေ့ဆူတောင်းကြောင့်သူလိန်လို့မရနိုင်နေတာပါသိရှိသွားပါတယ်။ဒါကြောင့်ပဲမက်ဆီအမြန်လိုက်သွားကမွေးနေ့ကိတ်တစ်ခုလုံးလိုက်ပြီးပြန်ဆူတောင်းစေပါတယ်။မက်ရဲ့ဆူတောင်းကအလုပ်ဖြစ်မဖြစ်သိရအောင်ဘေးကမျိုးသမီးတယောက်နဲ့စမ်းသက်ကြည့်တဲ့အခါပါရိုက်ခံရပြီးပြန်ရောက်လာပါတယ်။ရုံးကိုပြန်ရောက်တော့ဥပဒေကိုချိုးဖောက်ပြီးသူ့အကြံဉာဏ်ကိုရယူနေတဲ့သူတွေကိုဘူးတွေပြောအော်လွှတ်လိုက်ပါတယ်။သူ့ရဲ့အတွင်မှုဖြစ်တဲ့ဂရီတာကလည်းသူမလာစာအတွက်ကုမ္ပဏီစီလာစာတိုးပေးစီလိုတာကိုဖလက်ချာကိုတိုင်ကမတိုးပေးခြင်းလို့လုံမပေးတာအပြင်သူမအတွက်ဂိုရောင်ရှင်းစေးတပည့်6ပြားတန်းဓာတ်ပုံမှန်ပေါင်းကိုတစ်ပနီဆိုင်ကလို့ဂျင်းထည့်ပြီးပေးထားတာကိုပါတီးသွားကအလုပ်ထွက်သွားပါတယ်။ဖလက်ချာဟာလက်ရှိရင်ဆိုင်နေရတဲ့အမှုမှာတရားသူကြီးကိုအမှုရှိဆိုင်ပေးဖို့အတွက်အကြောင်းရင်းကိုလည်းလိမ်မရသူ9ဘက်ကြော်ကြာခီးထွက်နေတယ်လို့လိမ်ပြောထားတဲ့မိခင်ဖြစ်သူကိုလည်းလိမ်မရနဲ့ဒုက္ခရောက်နေပါတယ်။ဒီနေ့တရက်လုံးသူလိမ်ပြောလို့မရဘူးဆိုတာကိုမာရင်တာကသိသွားတော့ရုံးအစည်းအဝေးကိုခေါ်သွားပြီးသူ့အပေါ်မကျေနပ်ချက်တွေနဲ့အပုတ်ချဖို့လုပ်ပါတယ်။ဒါပေမဲ့အကုန်လုံးကလူကြီးလူကောင်းအောင်ဆောင်ထားတဲ့ရေချုံနေကြီးဖြစ်နေတော့တယောက်ကိုတယောက်အဆက်ခွဲကြရင်ရင်းနေကြလို့မာရင်တာပဲရင်ကုန်နှုတ်ပိတ်နဲ့ခံလိုက်ရပါတယ်။လက်ထက်ချင်းဥပဒေအရဖောက်ပြန်ခဲ့မယ်ဆိုရင်အိမ်တော်စုရဲ့ဘယ်ပိုင်ဆိုင်မှုကိုမှခန်းစားဖို့မရစေပဲကွာရှင်းပေးရမှာဖြစ်ကြောင်းဒီနာကထောက်ပြပြီးအတန်ဖန်တိတ်ခွေနဲ့တကွစမန်တာကိုဖောက်ပြန်ထားတဲ့တက်တီတွေကိုတင်သွင်းပါတယ်။အတန်တွေကလည်းပြည်ပြင်းလွန်းလွန်းအိမ်အကူကကလေးတွေကိုအတန်မကြားအောင်နားပါပေးထားရပါတယ်။တရားလူဘက်ကတက်တီတင်သွင်းရမယ်သူ့လက်ရောက်လာတဲ့အခါကြံရမရတဲ့အစုံတန်းစင်ကန်သုံးမှုခွန်တောင်းတော့တရားသူကြီးလည်းသူကိုယ်တိုင်ကအပေါ်သွားခြင်းနေတာကြောင့်ခွင့်ပြုလိုက်ပါတယ်။တန်းစင်ကန်ထဲမှာသူ့ကိုယ်သူမျက်နှာလက်သီးနဲ့ထိုးခေါင်းကိုကုတ်ဖက်အင်သာဖုံးနဲ့ခေါင်းကိုညှက်ရိုက်နယံကိုပြေးတိုက်လိုက်နဲ့လို့ရင်သတိမိသွားလို့ရုံးဝနှံကတွဲခေါ်ပြီးပြန်ထွက်လာပါတယ်။တရားသူကြီးကတက်ညာတော်အဖြစ်တရားခွင်ကိုဒီနေ့အတွက်နားဖို့လုပ်ပေမဲ့သူကိုယ်တိုင်ကလိန်ညာမရတဲ့အတွက်တရားခွင်ကိုဆက်လက်လုပ်နိုင်ပါတယ်ဆိုတဲ့စကားကြောင့်တရားဆက်ရင်ဆိုင်ရပါတယ်။သူတို့ဘက်ကတက်သည့်စမန်တာကိုနဲ့ဖောက်ပြန်သူကန်နက်ဖော့ရောက်လာပြန်တော့လဲလိန်ညာထွက်ဆိုဖို့သူကိုယ်တိုင်ကတင်ပေးမရဖြစ်နေပါတယ်။တရားခွင်မှာသူသိနေတဲ့အလိညာမိခွန်းနေမေးမရတဲ့အစုံသူ့ရင်ထဲကပောက်ကွဲထွက်လာတဲ့မိခွန်းနေကြီးပဲမေးရင်ရန်လုံးလိုက်တော့ဒီနာကတောင်ကန်နက်ဖော့ကိုကာပြောပေးရတဲ့အထိဖြစ်လာပါတယ်။ကန်နက်ဖော့လည်းသူ့ရဲ့အမူအရာတွေကိုမခံစားနိုင်တော့တဲ့အစုံစမန်တာကိုအမျက်ထုတ်ခြင်းလို့ကျူးလွန်နာပါဆိုပြီးထပောက်ကွဲလိုက်ပါတော့တယ်။တရားပြန်ရှိနေကစစ်ဆရာမလို့ပဲတရားလိုရှိနေကဖြစ်မှန်ကိုဖော်ထုတ်လိုက်တဲ့အတွက်ကန့်ကွက်ဆရာမရှိလို့နောက်ထပ်သက်တွေကိုခေါ်စေပါတယ်။အားလုံးရှုံးရတော့မယ့်အခြေအနေမှာစမန်တာကိုနဲ့သူလိန်ညာမပြောနိုင်လို့အငင်းကုန်ဖြစ်ကြရင်အမှန်တရားတစ်ခုဖြစ်တဲ့သူမရဲ့အသက်ဟာ32နှစ်ပဲရှိသေးတာကိုသိရှိသွားပါတယ်။တရားသူကြီးကတစ်ဖက်ကိုနိုင်ပြီးတော့မယ့်အချိန်မှာသူ့ရဲ့နောက်ဆုံးသက်သေဖြစ်တဲ့စမန်တာကိုသက်သေတင်သွင်းခွင့်တောင်းဆိုလိုက်ပါတယ်။တရားခွန်လာပြည်သက်တွေကရှင်းလင်းနေပြီးသားမို့စူးစူးညံညံဖြစ်လာပေမဲ့တရားသူကြီးကိုယ်တိုင်ကဒီအမှုကိုရှင်းရှင်းလင်းလင်းသိချင်နေတာကြောင့်ခွင့်ပြုပေးလိုက်ပါတယ်။
စမန်တာကိုရဲ့ကိုရေးအချက်လက်ထဲကအလေးညာတွေဖြစ်တဲ့သပင်အယောင်ကိုအလေးချိန်အမှန်တွေကိုပါဖော်ထုတ်လိုက်ပြီးသူမအသက်18နှစ်မှာပဲအိမ်ထောင်ပြုလိုက်တာကိုပါဖော်ထုတ်လိုက်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ဥပဒေအရမိဘဆန္ဒမပါရင်အသက်မပြည့်တဲ့ဘယ်သူတဦးတယောက်ကမှလက်ထက်စာချုပ်မှာအကျိုးမွန်တော့တဲ့ပြဋ္ဌာန်းချက်ကြောင့်အိမ်ထောင်ရေးဖောက်ပြန်မှုမမြောက်တဲ့အပြင်အိမ်ထောင်စုရဲ့တဝက်တိတိကိုလည်းပိုင်ဆိုင်မှုဥပဒေအရရရှိစေရမှာဖြစ်ပါတယ်။ဒီအချက်လက်တွေကြောင့်ပြည်သက်တွေရဲ့သူ့အပေါ်အားပေးမှုတွေနဲ့အတူတရားသူကြီးကအနိုင်ပေးလိုက်ပါတယ်။စမန်တာကိုဟာသူမကလေးတွေကိုတန်ရုံးစင်မရှိပေမဲ့ကလေးအုပ်ထိန်ခွန်းကိုလည်းရယူလိုက်ပြီးရစ်ချက်စီကနေကလေးအတွက်ထောက်ပံ့ကြေးပါရရှိအောင်အဆုံးထိလုပ်ဖို့ကြံရွယ်နေပါတယ်။ဂယုမဆိုင်တဲ့မိခင်ကြောင့်ဖခင်နဲ့သာလိုက်ပါလို့ချတဲ့ကလေးတွေကိုကြည့်ပြီးရစ်ချက်ရဲ့ဖခင်မြတ်တာကိုဖလက်ချတယောက်ကိုချင်းစာသွားပါတယ်။ဒါကြောင့်သူတို့တော့အမှားလုံးမိပြီဆိုပြီးတရားသူကြီးစီမှာပြည့်စုံမှုမရှိတဲ့ဥပဒေစနစ်တွေအကြောင်းသွားထောက်ပြပါတယ်။တရားသူကြီးလည်းသူတရားရုံးမှာသူဆုံးဖြတ်ချက်ကိုပမာမခန့်လုပ်တဲ့ဖလက်ချာကိုဒေါသထွက်သွားပြီးအချုပ်ခန်းထဲထည့်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ခွဲခွာသွားတော့မဲ့ဇနီးတဲ့နဲ့သားကိုနှုတ်ဆက်ခွင့်မရတော့မှစိုးရိမ်ပူပန်နေတဲ့ဖလက်ချာတယောက်တောင်းပန်ရင်ရက်ကန်နဲ့ပါသွားပါတော့တယ်။အော်ရီကဒီတခါတော့ဖလက်ချာကိုလုံးဝစိတ်ကုန်သွားပြီဖြစ်ပြီးလက်အိတ်လေးကိုကိုင်ရင်ဖခင်ဖြစ်သူကိုမျှော်နေတဲ့မက်စ်ကိုခေါ်ကထွက်သွားပါတော့တယ်။ဘာမျှော်လင့်ချက်မှမရှိတော့တဲ့ဖလက်ချာစီကိုဂရီတာကအာမခံလာလုပ်ပေးပါတယ်။အပြင်ကိုရောက်လာချိန်ပထမဆုံးအနေနဲ့လိန်ညာတွေကင်းပြီးလွတ်လပ်ပျော်ရွှင်ရတဲ့ဖြစ်တည်မှုကိုသဘောကျကသူစီတောင်းရမ်းနေကြသူကိုပါလာသမျှအကျွေးစေးတွေအကုန်ထုတ်ပေးလိုက်ပါတယ်။စိတ်လက်ပေါ်ပါစွာနဲ့မက်ကိုချစ်ကြောင်အော်ဟစ်ခုံပေါင်ရင်ပြေးလိုက်သွားတဲ့ဖလက်ချာကိုဂရီတာကတော့ဂျီနူးစွာနဲ့ပြုံးရင်ရက်ကြည့်ကြံနေခဲ့ပါတယ်။အော်ရီကတော့သူမတို့ကိုနှုတ်ဆက်ခွင့်မပေးလိုက်ရတဲ့ဖလက်ချာအပေါ်စိတ်မဖြောင့်ဖြစ်နေပါတယ်။ဒီအချိန်မှာပဲပြည်လန်ထဲကိုကုန်ပစ္စည်းတင်ကားနဲ့ခိုးဝင်လာတဲ့ဖလက်ချာဟာပြင်ဆင်နေသေးလျင်တက်လေကားကိုတက်မောင်းပြီးလိုက်လာပါတယ်။တစ်ဖက်မှာလည်းဂျယ်ရီကအော်ဒရီတို့သားအမိနဲ့အဆင်ပြေအောင်အတက်နိုင်ဆုံးစူးစမ်းနေရင်လေရင်ပြင်ဘက်ကလိုက်လာတဲ့ဖလက်ချာကိုတွေ့သွားပါတယ်။ရင်မောင်းတွေကိုစီးလာတဲ့ဖက်နဲ့ပြစ်ပေါက်ပြီးလေရင်ကိုထားဖို့စူးစမ်းလိုက်ရမှလုံးဖြစ်သွားပြီးသူကိုယ်တိုင်ကတော့အောင်မွေးခံလို့မဆုံးသေးခင်မှာပဲလေစိတ်ဗေဒီဂိမ်းနဲ့တိုက်မိပြီးကုန်တင်ကားပေါ်နောက်တစ်ချိန်ပြန်ရောက်သွားပါတယ်။နောက်တစ်ခါမှတော့လေစိတ်ကလူနာတင်လဲပေါ်မှာရောက်နေတဲ့ဖလက်ချာဟာမက်ကိုသူတိတ်ချစ်ပေမဲ့အတူရှိချိန်မှာတံမိုးမထားမိခဲ့ပဲရုတ်တရက်ခွဲခွာရတော့မဲ့အချိန်မှတံမိုးထားမိလာပြီးဖြစ်ကြောင်းနဲ့နောင်ဒီအမားကိုသူဘဲတော့မှလုံးတော့မှမဟုတ်ကြောင်းတောင်းပန်ပါတယ်။မက်ကသူ့အမေကိုဘော့စတွန်သွားဖို့လူသေးလားလို့တောင်းပန်စွာမေးလိုက်တဲ့အခါဂျယ်ရီလည်းသူတို့သုံးဦးကြားကနားလည်မှုကိုခန်းစားမိသွားရင်မလိုတော့ပါဘူးလို့ဖြေပေးလိုက်ပါတယ်။အော်ရီကိုလည်းတစ်ချိန်ချိန်မှစိတ်ပြောင်းခဲ့ရင်လိုက်လာလို့ရကြောင်းမှားလိုက်ပါတယ်။တနှစ်ကြာပြီးတဲ့အခါမှာတော့မက်ရဲ့မွေးနေ့ပါတီကိုတာမီတာဖအသုံးကျင်းပရင်မွေးနေ့ရှင်မက်ရဲ့တောင်းဆိုတစ်ခုကိုပြုစေပါတယ်။မက်ရဲ့ဆူတောင်းပြီးသွားပြီးမိတွေမိတ်ရာကပြန်လင်းလာတဲ့အခါပြန်ဆင်ပြေသွားကြတဲ့ဖလက်ချာနဲ့အော်ဒရီတို့ကိုတွေ့ရပြီးဖလက်ချာရဲ့ထိတ်လို့မရတဲ့လက်သက်ရှိကြီးတွေကလည်းမက်အတွက်ပြန်လဲထွက်ပေါ်လာပါတော့တယ်။